လို့ရေသက်ချလို့လူပေးခြင်းရှင်ဝနာဝလေးလေးတန်းကရွှေတောင်းကြီးကိုမြင်ကစီတောင်းကြီးပေါ်မှာရွှေခွက်မှလို့ရေသက်ချလို့လူပေးခြင်း